မင်္ဂလာပါခင်ဗျာ Coding with Sukan on channel မှာကြိုဆိုပါတယ်ဒီနေ့မှာတော့ Python ရဲ့အရေးကြီးတဲ့ကွင်းဆက်တစ်ခုဖြစ်တဲ့ if statement အကြောင်းလေးလေ့လာသွားပါမယ် if statement ကို program တစ်ခုရေးရမှာဆုံးဖြတ်ချက်ချဖို့အတွက်အသုံးပြုပါတယ်ဥပမာစာမေးပွဲတွေမှာအမှတ်50ဒါမှမဟုတ်ရင်50နဲ့အထက်ပေါ့ရရင် pass အောင်မြင်တယ်ဒါမှမဟုတ်ရင်50အောက်ဆိုရင်ဖေးပေါ့ဖြစ်တယ်ကြားရတယ်ပေါ့ဗျာအဲ့လိုခြေနေတွေကို is statement နဲ့စစ်ဆေးတိုင်းတာနိုင်ပါတယ် is statement ဆိုတာကတကယ်လို့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်တကယ်လို့ condition မှန်ရင်ကိုယ့်ကို run မယ်မမှန်ရင် run မလုပ်ပါဘူးလို့ဆိုလိုတာပါအဲ့ကြတော့ကျွန်တော်တို့ဒီဟာလေးကိုနားလည်နိုင်ဖို့အတွက်ဥပမာလေးတစ်ခုကျွန်တော်ရေးပြပါမယ်ပထမဆုံးကျွန်တော်တို့က math ပေါ့ M A R K math equal input ပေါ့ပြချင်တာဖြစ်တဲ့အတွက်ကြောင့် int နဲ့ရေးပါမယ် int input ပြရင်တဲ့အတွက် input နဲ့ရေးမယ် int input မှာကိုပြချင်တဲ့အရာပေါ့ကိုပြချင်တဲ့အရာဆိုတော့ enter ပေါ့နော် enter y o u r your enter your mark m a r k mark ကိုပြချင်တဲ့အမှတ်ဖြစ်တဲ့အတွက်ကြောင့် enter your mark ပေါ့လို့ရေးပါမယ်ရေးပြီးလို့ချင်းနှစ်နေနဲ့ကျွန်တော်တို့ကဟိုကိုပြချင်တာဘယ်လောက်လဲ50နဲ့အထက်လား50နဲ့အောက်လားအဲကြောင့်အခုကျွန်တော်တို့က50နဲ့အထက်ဆိုရင်အောင်မြင်တယ်ဆိုတာကိုပြချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ကောင်ကိုသုံးမလဲဆိုရင် is ကိုသုံးပါပါ is ဆိုတာကဒီ condition အရှင်တွေတစ်ခုလုံးကိုစစ်ဆေးတဲ့သဘောပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ if ကိုရေးမယ် if ရေးတဲ့အခါမှာလဲ if မှာ id small letter ပေါ့အသေးစကားလုံးနဲ့ရေးရပါတယ်အကြီးစကားလုံးနဲ့ရေးလို့မရပါဘူး m a r k math m a r k math ရေးပါမယ်ရေးပြီးလို့ချင်းကျွန်တော်တို့50နဲ့အထက်လို့ပြောချင်တဲ့အတွက် capital letter ပေါ့ capital letter ပြောချင်50နဲ့အထက်50နဲ့အညီဆိုတဲ့အတွက် equal ဘယ်လောက်လဲဆိုရင်50ဆိုတော့50ပေါ့ရေးပါမယ်ရေးပြီးလို့ချင်းရင်အပြောက်လေးနှစ်ပြောက်ချပါမယ်အဲ့အအောင်မှာကျွန်တော်တို့ကပေါ်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ print ပေါ့နော်ဖြတ်တန်းတာဆိုတော့သိစေချင်တဲ့အတွက် p r i n t print မှာ apostrophe ပေါ့နော် apostrophe နဲ့ comma ပေါ့ open comma ပေါ့ open inverted comma pass ပေါ့နော် p a s s pass ဆိုပြီးတော့ရေးပါမယ်ရေးပြီးရင်ကျွန်တော်တို့နောက်တစ်ခု50နဲ့အောက်မှာကျတယ်ဆိုတာကိုကျွန်တော်တို့ဖြစ်စေချင်တာပေါ်စေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ if m a r k math 50ပေါ့နော်50ပြချင်ရင်ကျွန်တော်တို့ကဒီမှာဆိုလဲကြာဆုံးတာဆိုတဲ့ကြာဆုံးပါဆိုတော့ဒါလေးပေါ်ချင်တဲ့အတွက် p r i n t print face ပေါ့ f a i l n face လို့ရေးပါမယ်ရေးတဲ့အခါမှာ pass မှာကကျွန်တော်တို့က p မှာ capital letter သုံးရမှာပါ small letter မဟုတ်ပါဘူးเนาะစကားလုံးရဲ့အစဖြစ်တဲ့အတွက်ကြောင့်မလို့ capital letter ကိုသုံးပါမယ်အဲဆိုရင်ကျွန်တော်တို့ဒါဆိုရင် run လို့ရပါပြီ run တဲ့အခါမှာလည်းကျွန်တော်တို့ဒီမှာပေါ်နေတဲ့အဝါကွက်လေးထဲမှာရှိတဲ့တတိကန်လေးပုံစံလေးပေါ်နေတဲ့ဟာလေးပေါ့เนาะအဲ့ကောင်လေးကိုနှိပ်ရမှာပါအဲ့လိုနှိပ်လိုက်ရင် run မှာဆိုရင် enter run လိုက်တာနဲ့တပြိုင်နက်တည်း enter your math လို့ပေါ်လာပါမယ်အဲ့ပေါ်လာရင်ကျွန်တော်တို့က50နဲ့အထက်ကိုသိကျင်တယ်50နဲ့ထက်အောင်မြင်လားမအောင်ဘူးလားသိကျင်တဲ့အခါမှာ50ထက်ဖြစ်တဲ့အတွက်ကြောင့်မို့60ပေါ့60လို့နှိပ်လိုက်မယ်60လို့နှိပ်ပြီးတော့ချင်းအောက်ကမြားကောက်လေးကိုကျွန်တော်တို့နှိပ်မှာပေါ့မြားကောက်လေးကိုနှိပ်လိုက်မှာနှိပ်လိုက်တဲ့အခါမှာ enter your math 60ဟာ pass အောင်မြင်ပါတယ်ဖြတ်တော့ထိုနည်းလိုပဲပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးလို့ချင်းကျွန်တော်တို့က50နဲ့အောက်ကိုပြန်ပြီးတော့ကြည့်မယ် run ကြည့်တဲ့အခါမှာ enter your math မှာကျွန်တော်တို့က40ထားလိုက်မယ်40ထားပြီးလို့ချင်းကျွန်တော်တို့
ထပ်ပြီးတော့နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ခါမှာ enter your max 40ဟာဖေးကြာဆုံးပါတယ်လို့ပေါ်လာပါတယ်ဟုတ်ကဲ့ပါအဲဆိုရင်နောက်တစ်ခုအနေနဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြီးတော့ပြပါမယ်ထပ်ရေးပြပါမယ်နောက်တစ်ခုမှဆိုရင်ကျွန်တော်တို့ကအမှတ်50ဆိုရင်ဒီနေရာမှာကျွန်တော်တို့ကအမှတ်40ပဲထားပါတော့40ပဲထားပါတော့40တော့ထားပါဆိုရင်ကျွန်တော်40လို့ထားမယ်အဲကြတော့ပထမဆုံး max ပေါ့နော် m a r k max equal m I n d n I n p u t import e n t e r enter y o u r ရွာ enter your m a r k max ပေါ့ enter your max ပေါ့နောက်မှာတော့လိချမယ်ချပြီးလို့ရှိရင်နံပါတ်2ပေါ့နံပါတ်2မှာဆိုရင်ကိုက if ကိုသုံးပါဆိုတဲ့အတွက် if if ပေါ့ is max ပေါ့ m a r k max is max ဘယ်လောက်ကိုထားမလဲကျွန်တော်တို့က40နဲ့အထက်လို့ပြောချင်တဲ့အတွက်ကြောင့်မလို့သူကို capital ပေါ့နော်သုံးမယ်သုံးပြီးလို့ချင်း equal ပေါ့နော် equal 50ပေါ့ 40ပေါ့40အောင်မှာတစ်ခုဘာလို့မလဲပရင့်မှာ p r i n t ပရင့်နေနေဆိုရင်ကျွန်တော် pass ပေါ့နော် p a s s pass ကိုရေးမယ်နောက်တစ်ခါ40နဲ့အောက်မှာဆိုကျွန်တော်ကြာရှုံးတယ်လို့ပြောချင်တဲ့အခါမှာ is m a r k max is max 40ပေါ့40ရေးမယ်ရေးပြီးလို့ချင်းအောက်မှာကျွန်တော်တို့က print p r i n t print f a i l n ဖေးပေါ့ကြာရှုံးနေဆိုတာပေါ့အဲ့လေဆိုရင်ကြည့်ပြီးကျွန်တော် run ကြည့်မယ်run ကြည့်တဲ့အခါမှာ enter your max နဲ့မှာဒီနေရာမှာကျွန်တော်တို့က40နဲ့ထက်ဆိုတော့50ပေါ့နော်50လို့ရေးလိုက်မယ်50လို့ရေးရင်ဒီမှာ pass ပေါ့အောင်မြင်ပါတယ်ပေါ့နော်ထိုနည်းတူပဲတခါကျွန်တော်တို့40အောက်ဖြစ်တဲ့အတွက်30လို့ရေးလိုက်မယ်30လို့ရေးလိုက်ရင်ဒီမှာ face program လို့ကြာလာပါမယ်ရေးလို့အဲမလို့ဒီသင်ခန်းစာကိုသဘောကျရင် like and subscribe လေးလုပ်ပေးကြပါနောက်သင်ခန်းစာတွေမှာလည်း if unless statement ကိုဆက်လေ့လာကြပါမယ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ